သေရင်ကတော့ကဆိုပြီးတော့ပါဇက်ထဲကိုတမတ်ဖြဲထဲတာရှိတယ်အဲ့ဒါလဲကတော့ကဆိုတာလူတွေထင်ထားတာကဟိုဘက်ဘဝကူးဖို့ဇရိတ်လို့ထင်ထားတာဟိုဘက်ဘဝကူးဖို့ဟာတမတ်နဲ့ရမှာဒီကနေပဲရွှေတကုံဖရသွားကြည့်တမတ်နဲ့ပါဇက်ကားပေါ်တက်သွားကြည့်ကန်းအောင်ချခံအောင်မှာမရဘူးနော်ရွှေတကုံတော်မရောက်တာဟိုဘက်ဘဝဆိုဝေးရောအဲ့တော့ကတော့ကဆိုတာဘာလဲဟိုတုန်းကမြို့ဝဒီဘက်ချမ်းမှာမြစ်ဟိုဘက်ကမ်းမှာတုတ်တန်အဲ့တော့လူသေးပြီဆိုရင်အဝတ်တွေနဲ့ပတ်ထုတ်ဒါမှမဟုတ်ဖြာတွေနဲ့ထုတ်ပြီးတော့အဲ့ကတော့စိတ်မှာသွားချထားလိုက်တယ်အဲ့ဒါကတော့သမားကဒီအလောင်းကိုကတော့လှေပေါ်တင်းပြီးတော့ဟိုဘက်ကန်းသွားပို့လိုက်တယ်ဟိုဘက်ကန်းရောက်တုတ်တန်ဘက်ကိုရောက်လို့ရှိရင်အဲ့လူသေးကောင်ပါဇက်ထဲမှာထည့်လိုက်တဲ့တမတ်ကိုလူသေးကောင်ပါဇက်ကိုဒီလိုအာကောင်ကိုညှစ်လိုက်ပေါ့ဒီလိုညှစ်လိုက်ပြီးတော့ပါဇက်ဟာတဲ့ခါအဲ့တမတ်ယူလိုက်အဲ့ဒါကတော့ကအလောင်းကိုဟိုဘက်ပို့ဖို့ကတော့ကထားပေးတာနော်ဒီဘဝကူးဖို့ကတော့ကမဟုတ်ဘူးနော်ဘဝကူးဖို့